မကြခင်ရေမြုပ်ပြီးတော့ပျောက်ွယ်မဲ့မြို့အာရှမှာ၄ခုလောက်ရှိတယ်ပင်လယ်ရေမျက်နှာပြင်မြင့်တက်ပင်လယ်ရေမျက်နှာပြင်မြင့်တက်တဲ့အထက်မှာရေမြုပ်ပဲနိုင်ငံတွေထဲမှာမြန်မာပါနေတယ်ရာသီဥတုပြောင်းလဲမှုကြောင့်ထိခိုက်ခံစားရတဲ့ဆိုးဝါးတဲ့နိုင်ငံစင်းတွေနှစ်တိုင်းရွေးတဲ့အခါမှာမြန်မာအမြဲတမ်းလိုကမ္ဘာမှာဒုတိယအဆိုးဆုံးနိုင်ငံအနေနဲ့ရှိပါတယ်အဲ့တော့ကိုယ်နိုင်ငံရဲ့အဆင့်ဟာဘယ်လောက်ဆိုးရဲဆိုတာသိဖို့လိုပါတယ်နော်နောက်မြန်မာနိုင်ငံမှာလက်ရှိအဖြစ်ရာသီဥတုဖောက်ပြန်နေတယ်မုတ်တုံရာသီဥတုတွေဖောက်ပြန်နေတယ်ဟလာမုတ်တုံဝင်လာတဲ့နောက်ကြတယ်ထွက်တာစောတယ်မိုးရာသီတူတောင်းနေနောက်ဖြစ်မှုအချိန်ခံမှုမိုးတွေရွာတယ်ဒါတွေအပြင်အနာဂတ်ကာလမှာကြီးမားသောပြဿနာကြီးတွေရှိတယ်အဲ့ဒါပါလဲဆိုတော့ဒီရာသီဥတုပြောင်းလဲခြင်းကိုကြိုတင်ပြီးတော့တွက်ချက်တဲ့ကမ္ဘာနာမည်ကြီး institution တွေမှာ Hadley Center ဆိုတာရှိတယ်သူကအင်္ဂလန်မှာရှိတယ်ဒီ center ရဲ့တွက်ချက်မှုအရာအဲ့ဒီ2000မှာမြန်မာနိုင်ငံရဲ့အပူချိန်ဖြန်းမြအပူချိန်ဟာလက်ရှိအပူချိန်ရဲ့အတက်ကို9 ဒီဂရီစင်တီဂရိတ်တိုးမယ်လို့မှန်းတာအလွန်များတဲ့ပမာဏနော်အဲ့ဒီလောက်သာတကယ်တိုးလာရင်လူမှုဒုက္ခအများကြီးတွေ့ရတယ်နော်အဲ့ဒါလည်းဆရာတို့ကောင်းခဲ့စရာတော့တခုမရှိနောက်တစ်ခုကကမ္ဘာကြီးပူနွေးမှုကအခုနှစ်တွေမှာတစ်နှစ်စိုးစိုးနေနော်အဲ့တော့သူတို့ပူနွေးမှုတွေကဆက်ဖြစ်နေလေပူတိုးလာလေပြီးတဲ့အတိုင်းရေခဲတွေရေပြိုတာတို့ပင်လယ်ရေတွေပူပွားပေါ်ဖြစ်စဉ်ဖြစ်တာတို့ဒါတွေဝင်လာတဲ့အခါမှာပြဿနာကမ္ဘာကိုချိရောက်လာတာပါလဲဆို sea level rise ပင်လယ်ရေမျက်နှာပြင်မြင့်တက်တော့ပင်လယ်ရေမျက်နှာပြင်မြင့်တက်တဲ့အထက်မှာရေမြုပ်ပဲနိုင်ငံတွေထဲမှာမြန်မာပါနေတယ်နော်တကယ်2090မှာမြန်မာဂိုင်ရိုတမ်မှာရေအားပေ20လောက်မြင့်တက်တာပေ20လောက်မြင့်တက်လာရင်ရန်ကုန်မြို့ကိုရေမြုပ်ပဲနော်အဲ့ဒါစင်းမှာကမ္ဘာစင်းမှာရေမြုပ်ပဲနိုင်ငံစင်းမှာမြန်မာပြည်ရဲ့ရန်ကုန်ကအမှတ်စဉ်21ပါပါတယ်21မကြခင်ရေမြုပ်ပြီးတော့ပျောက်ွယ်မဲ့မြို့အာရှမှာ၄ခုလောက်ရှိတယ်နော်ဥပမာဂျကာတာတို့ဘန်ကောက်တို့နော်အဲ့ဒါတွေကမကြခင်တော့မှဒီမြို့တွေကပျောက်သွားမယ်ဆိုတော့အနည်းဆုံးတော့ရှုရမှာပေါ့လေနော်အဲ့ဒါကိုကြည့်ရအပြင်သူတို့ပြင်ကိုလည်းဖြစ်မယ်ဆိုတာကိုတော့နားလည်ဖို့တက်အဲ့တော့ဒါတွေအားလုံးတွေဆရာအကြံဉာဏ်ပေးလို့တော့အမြင်စေချင်တာပေါ့ဆရာတော့မိကြပါမိမှာပေါ့ဒါတွေကိုလူတွေမေ့မထားသေးဘူးဒါကိုသိလာတဲ့နဲ့သူရဲ့လူငယ်တွေကိုစိတ်ဝင်စားစေချင်တယ်နော်နေရာတကာငွေရဖို့ပဲမကြည့်ပါနဲ့နော်အတတ်ပညာနဲ့နိုင်ငံလူမျိုးကိုအကျိုးပြုနေတဲ့ပညာရှင်တွေပဲနော်ပေါ်လာအောင်စိတ်ရရေးရနော်အပြုမြင်ပြောင်းလဲမှုတွေလုပ်မယ်နော်စောတော့ပြောတဲ့စာဖတ်ပါနော်လေ့လာပါနော်ညဝေပါနော်ဒါတွေလုပ်ပါလို့ပဲဆရာတိုက်တွန်းနေပါတယ်